တန်ငါနာနီတကမိုးစိုးနာနီမိုးစိုးဆိုမွေးစေဝါသုံးဆွဲတဲ့ကလေးတွေနဲ့ကိုသားသမီးကနီးစပ်သွားရင် အားလုံးပဲမင်္ဂလာပါခင်ဗျာဒေသန္တရစာပေဖွံ့ဖြိုးရေးအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူချစ်ဖူးဝေမြန်မာသားပါဒီတစ်ခါမှာတော့မကြသေးခင်ကပဲဝိစေဝါကာကွယ်တားဆီးရေးနဲ့တိုက်ဖြတ်နှိမ်နင်းရေးစာပေပြိုင်ပွဲမှာတိုင်းအဆင့်အထူးစုရထားတဲ့ဆရာမျိုးဝင်းပြည်နဲ့တွေ့ဆုံသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါဆရာ ဟုတ်ကဲ့မြင်လာပါဆရာ ဟုတ်ကဲ့ပါဆရာဆရာအနေနဲ့ပေါ့လေဒီမွေးစေဝါတိုက်ဖြတ်ရေးနဲ့ဒီစာပေပြိုင်ပွဲမှာလည်းပေါ့လေအခုဒီ2026ခုနှစ်မှာစုရရှိသူတယောက်လည်းဖြစ်တဲ့ပေါ့ဆရာရဲ့ဆိုတော့ဆရာရဲ့အတွေ့အကြုံတွေဒီဟာလေးကိုလည်းကျွန်တော်နည်းနည်းမေးချင်တယ်ပေါ့ဆရာဟုတ်ကဲ့ပါဆရာဆိုတော့ဆရာရဲ့ဒီမွေးစေဝါရဲ့စိုးကျိုးတွေကိုပေါ့လေဒီလူငယ်တွေစီကိုအထီရောက်ဆုံးပို့ဆောင်နိုင်မဲ့ပေါ့နော်ဒီစာရေးသူတွေဘက်ကနေပြီးတော့ဘလို့ပုံစံဘလို့အရေးသားမျိုးနဲ့ချင့်ကပ်တင်တယ်လို့ဆရာမြင်ပါတယ်ခင်ဗျဒီကလေးတွေရှိကိုပေါ့နော်ဒီမွေးစေဝါနဲ့ပတ်သက်တာတွေမရောက်ရှိအောင်မိဘဆရာကျောင်းသားတွေပေါ့နော်တုံးသားညီဒီကံအနေနဲ့ကလေးတွေကိုတုံးနေဆုံးမရမယ်မကောင်းတာတွေကိုမလုပ်ဖြစ်အောင်ပေါ့မွေးအစာဆက်လက်ကဆိုတဲ့အတိုင်းတချို့ကလေးတွေကြောက်လည်းသိရမလားဒီဆက်လက်ကလေးစဖွာတာအစတဖြည်းဖြည်းနဲ့တောင်းရင်နဲ့မချစိတ်နေမြင့်သွားပြီးတော့ဒီမွေးစေဘက်ကိုရောက်သွားမှုလည်းရှိတယ်မွေးစေရလည်းအခုနောက်ပိုင်းကျတော့တဖြည်းပေါ့နော်ဒီကလေးနဲ့လက်လန်းမီတဲ့နေရာတွေကိုရောက်လာတယ်ဆရာဟုတ်ကဲ့အဲ့ဒါတွေကိုလည်းဒီတားဆီးဖို့လည်းလိုတယ်ဟုတ်ကဲ့ပါအဲ့တော့ဆရာဘယ်လိုပုံစံမျိုးနဲ့ချင်းကတ်တင်တယ်ပေါ့လေဘယ်လိုအရေးသားမျိုးတွေစာရေးဆက်တွေအနေနဲ့ပေါ့လေစာရေးဆက်တယောက်အနေနဲ့အဲ့ဒါလေးလည်းဆရာထပ်ပြောပြပါဦးခင်ဗျဒီလိုကလေးတွေကိုဒီမွေးစေဝါအကြောင်းပေါ့နော်စိုးကျိုးတွေကိုသိအောင်လို့ဒီစာရေးဆရာရဲ့အနေနဲ့ရတယ်ဒီကြပြားတွေစောင်းမတွေဝတ္ထုတွေဒီပြိုင်ပွဲတွေကနေတစ်ဆင့်ကလေးတွေအတွက်အသိဉာဏ်တွေရရှိသွားရင်လည်းသူတို့လည်းတရားကိုသိမဲ့မြင်မဲ့စင်ញင်သွားနိုင်ရင်တော့ဒါသူတို့နဲ့တင်မျိုးတွေပြောင်းလဲသွားပြီးတော့တခုခုတော့ဟိုဖြစ်သွားမှာပဲလေဒီမောင်းအောင်တဲ့ဘက်ကိုရော့သွားမယ်လို့ကြုံကြည်ပါတယ်ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကပေါ့နော်ဆရာကျွန်တော်အဲ့ဒါလေးလည်းနည်းသိကျင်တယ်ဆရာဟိုကျွန်တော်လည်းအခုဒီ internet ပေါ်မှာပေါ့လေဒီ Facebook YouTube တို့ဒီ TikTok တို့ပေါ့လေဒီမှာလည်းတွေ့နေရတယ်ပေါ့နော်အခုချိန်မှာဒီចောင်းသားចောင်းသူတွေရဲ့ဒီပတ်ဝန်းကျင်မှာပေါ့လေဆရာရဲ့ဒီမူရစေဝါတွေစိတ်ဝင်လာတာစိုးရင်စရာပေါ့နော်စိုးရင်စရာလည်းဖြစ်လာတယ်ပေါ့ဆရာရဲ့အဲ့တော့စိုင်းဆရာတယောက်အနေနဲ့ပေါ့လေဆရာရဲ့အမြင်လည်းအဲ့ဒါလေးနည်းနည်းသုံးသပ်ပေးအောင်ဆရာလူငယ်နေနေကနောက်ပိုင်းဘယ်လိုဖြစ်လာဆိုတော့2020ပြည့်နှစ်ပေါ့နော်အဲ့ရနေပြီးတော့ကျွန်တော်ခက်စားလာတာလူငယ်တွေဂျားထဲမှာရေပန်းစားတာ heavy water လို့ခေါ်တဲ့ဒီပျော်ရွှင်စေတဲ့ရေပေါ့နော်အဲ့ရေတွေကိုဘာမှတောက်သုံးမှုတွေလုံးမထားဘူးရိုးရေတွေကိုပဲသူကကျွန်တော်မူးရစေတဲ့စိတ်ကြွဆေးပြားနှမျိုးရှိပြားတစ်မျိုးအရေတဲ့ရှိရဲ့အခဲတဲ့ရှိတယ်နေပညာမြင့်မာလာမြင့်မာလာအဲ့ဒီစာကိုသူအချိုးကျဆက်ပြီးတော့တောက်တဲ့တကြံတွင်းမှာစိုးမဲ့ကမယ်သူရဲတဲ့တင်းဖြစ်လာတော့ဗျာဒါတကြံရဲ့လေဟုတ်တော့တူကိုဗျာကြောချင်းရှင်ချင်းပဲလေတောက်ပါပဲကလေးတွေကိစ္စမရှိဘူးအဲ့တော့နေ့စဉ်ရက်ဆက်တောက်လာမယ်ဆိုလို့ရှိရင်သူကဥနောက်နဲ့အောင်ရိုးတွေပြည့်စည်လာမယ်မှတ်ညက်နေရောပါလာမယ်ကျမ်းမိုင်ထိခိုက်လာမယ်အဲ့ဒါနောက်ပိုင်းကျတော့တဖြည်းဖြည်းအလွန်ကျွံတောက်လာမယ်ဆိုလို့ရှိရင်သူကအသက်ကိုစိုးရင်လာစိုးရင်ရတယ်သူအရက်တွေအလွန်ကျွံတောက်လို့သူကသိတယ်မလားမစားနိုင်မစားနောက်ပဲဆုံးကြတော့ရှော့ပါဒါလည်းပဲဒီလိုဖြစ်တာပဲအလွန်ကျွံတောက်လို့ရှိရင်ဘယ်မှမကောင်းဘူးပေါ့ဗျာသူအသက်ကိုအန်ရရှိတယ်အသက်ဆုတ်ဆုတ်တတ်တယ်ပေါ့ဟုတ်ကဲ့ပါဆရာခင်ဗျဆိုတော့ပေါ့တော့ဆရာကျွန်တော်တို့ဒီဆရာတို့စာရေးဆရာတွေအနေနဲ့ပေါ့လေဒီလိုမျိုးကျောင်းသားဒါအမတန်စိုးရိမ်စရာပြဿနာပေါ့နော်ဒီကျောင်းသားကျောင်းသူတွေဒီ state ကျောင်းတွေမှာဒီလိုမျိုးမွေးစေဝါတွေဝင်ရောက်လာတယ်ဆိုတာဒါပြဿနာကြီးလို့ပြောရမှာပေါ့လေတနိုင်ငံလုံးအတိုင်းအတာနဲ့ပေါ့ဆရာဆိုတော့ဆရာတို့အနေနဲ့ပေါ့လေဒီအသိပေးနှိုးဆော်တဲ့စာပေလက်ရာတွေနောက်ပုံမအားကောင်းလာအောင်ပေါ့လေဒီကလေးတွေနားတဲ့ကိုဝင်အောင်ပေါ့လေနောက်ကလေးတွေရဲ့အသိပညာဘူးသုဒ္ဓလည်းတိုးအောင်ပေါ့ဒီမွေးစေဝါရဲ့စိုးကျိုးတွေကိုဟိုနားလေတက်အောင်ပေါ့လေဘလို့တွေလှုပ်ဆောင်တင်လဲဆရာခင်ဗျဟုတ်ကဲ့လုံးဆောင်တင်လဲဆိုတော့ကျွန်တော်ဒီစာရေးဆရာအသိနဲ့ပါတယ်ဗျာကျောင်းတွေမှာလည်းပဲเนาะကျောင်းဆရာကြီးနဲ့ညှိနှိုင်းပြီးတော့ကလေးတွေကိုဒီမွေးစေဝါပပြအောင်လို့သူတို့တွေကိုစာပေပြိုင်ပွဲလေးပဲလုပ်ပေးတင်တယ်ကလေးတွေကြတော့နည်းနည်းလေးငယ်သေးတော့ဗျာကြပြားလေးတွေပေါ့နော်စောင်းမားလေးကြပြားဆိုအတူလေးတွေပေါ့ဗျာသူလည်းကလေးနဲ့ရွယ်
တင်းတော်တဲ့အကြောင်းအရာလေးတွေကိုဆရာကြီးကဒီတော့ပြိုင်ပွဲတွေလုပ်ပြီးလို့ရှိရင်သူတို့ကမူရစ်စီဘက်ကိုစိတ်မရောက်ဘဲနဲ့ဒီစာဘက်ကိုရောက်တော့ရှင်ဒီကလေးတွေကပဲပျော်ရွှင်နေနေမယ်အာကာသဘက်ကိုလှုပ်ပြီးလည်းပဲအာကာသဘက်ကိုစိတ်ဝင်စားပြီးတော့ဒီမူရစ်စီဘက်ကိုမရောက်တော့ဘူးအဲဆိုရင်လည်းသူကလေးတွေမူရစ်စီအကြောင်းမသိရင်တော့မလုပ်တော့ဘူးလို့ရင်ဒီမူရစ်စီကပရောက်သွားမယ်ပေါ့ဗျာ ကျွန်တော်ထင်တာပေါ့လေမွေးစေကတော့ပပြောင်းမယ်လို့မထင်ပေါ့လေဘာဖြစ်လို့လဲဆိုတော့ထိတ်ချုပ်ဖို့အားနည်းတယ်လို့လည်းကျွန်တော်မြင်တယ်ပေါ့လေအဲ့လိုမြင်လို့လေဒါစာတင်ကျောင်းတွေရောက်လာတယ်လို့လည်းကျွန်တော်ဒါဆိုသုံးသပ်တာပေါ့ဆရာရဲ့ဆိုတော့ဆရာရဲ့ကျွန်တော်တို့ဒီခုဒေသန္တရစာပေဖွံ့ဖြိုးရေးအတွက်ပေါ့လေဒီဆရာတို့အနေနဲ့ပေါ့လေဒီဆရာတို့ဆိုဒါပြင်မျိုးနဲ့ဆိုင်းဆရာအသင်းပေါ့ဆရာရဲ့ဒီစာတင်ကျောင်းတွေကိုဗဟိုပြုပြီးတော့ဒီစာပေလှုပ်ရှားမှုတွေလှုပ်ဆောင်တဲ့အခါမှာပေါ့လေဒီမွေးစေဝအန်ဒီရဲ့ကာကွယ်ရေးပေါ့လေတိုက်ဖြတ်ရေးပေါ့ဘယ်လောက်ထိဆရာတို့အဲ့လိုမျိုးပေါ့လေအထောက်အကူပြုမယ်လို့ဆရာတို့ဟောပြောပွဲတွေလောက်ကြတယ်ပေါ့ဆရာရဲ့အဲ့ဒါလည်းကျွန်တော်လည်းတွေ့တယ်ဆိုတော့ဆရာရဲ့အဲ့ဒီမွေးစေဝကာကွယ်တိုက်ဖြတ်ရေးကိုဆရာတို့ဒီဆိုင်းဆရာအတင်းနေနဲ့လှုပ်ဆောင်နေတဲ့အခါပေါ့လေဘယ်လောက်ထိအထောက်အကူပြုမယ်လို့ဆရာယူဆပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကျွန်တော်တို့ပေါ့နော်ဒီပြောရရင်တော့မိဘဆရာအကြောင်းသားပေါ့နော်ကျွန်တော်ဒီကျောင်းတွေကိုလည်းအရင်ဆုံးမလုပ်ရမယ်ဒီဆိုင်းဆရာအတင်းကနေတော့ကျောင်းတွေကိုသွားဆရာကြီးနဲ့ညှိနှိုင်းပြီးတော့မှဒီကလေးတွေကိုတလားတခါပေါ့ဗျာဒီသူပြန်ဆက်ရုံးမှာကျွန်တော်လှုပ်ရှင်နေရတယ်ကျောင်းတိုင်းမှာဒီလိုဟောပြောပွဲလေးတွေကလေးတွေဒီမူရစီအကြောင်းကိုကြည့်သွားလို့ရှိရင်သူတို့တိတ်မလှုပ်ရှင်တော့ဘောနော်ဒီဟောပြောပွဲလေးတွေရံဖန်ရံခါပေါ့လုပ်ပြီးလို့ရှိရင်လည်းဒီမူရစီနဲ့ပတ်သက်ပြီးတော့လောအောင်လဲဆိုဗျာကလေးတွေတိတ်မလှုပ်ရှင်တော့ဘူးပေါ့မသုံးကျင်တော့ဘူးတိသွားတော့စိုးကျိုးကိုတိပြီးတော့ကာကွယ်မယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာဆိုတော့ဆရာရဲ့ဒီစေကျော်သက်အရွယ်ကတော့ဟိုလက်သက်ဆမ်းမဲ့သဘာဝတော့ဒါရှိကြတာပေါ့ဆရာရဲ့အဲ့တော့ဆရာတို့ဒီပြမျိုးနဲ့ဆိုင်းဆရာအသင်းအနေနဲ့ပေါ့လေဒီအသင်းဆရာကလည်းပြမျိုးနဲ့ဆိုင်းဆရာအသင်းရဆိုတော့ပေါ့လေဒီဒေသခံကျောင်းသားကျောင်းသူတွေကြားမှာပေါ့လေဒီမွေးစေဝါစန့်ကျင်ရေးနဲ့ဒီအသိပညာပေးပေါ့လေနောက်တစ်ခုကစာပေနဲ့ပေါင်းဆက်ပြီးတော့ဘလို့အစီအစဉ်ဆွဲပြီးတော့ဆရာတို့ဒီပြန်ချိုင်းနဲ့ပြည်သူဆက်ဆံရေးတို့နဲ့ပေါ့လေပူးပေါင်းဆောင်ရွက်ပြီးတော့ဆရာတို့လုပ်မယ်ဆိုတာလေးလဲအဲ့ဒါလေးလဲကျွန်တော်ဆရာပြောပြလို့ရရင်ပြောပြပေးပါခင်ဗျအဲ့ဒါကတော့ဗျာဘယ်လိုခေါ်မလဲဆိုကျွန်တော်ဒီဌာနဆိုင်ရာကိုညှိနှိုင်းရမှာပေါ့နော်ဒီပြန်ကြားရေးဝန်ကြီးဌာနဒီပြန်ဆက်ကဒီကျွန်တော်ဆိုင်ဆရာအတင်းတို့ကျောင်းအောင်စာကျောင်းဆရာကြီးတွေပေါ့နော်သူတို့နဲ့ပြေဆုံးပြီးတော့ချင်းသူတို့တွေညှိနှိုင်းပြီးတော့အစည်းအဝေးလေးလုပ်ပြီးမှဘယ်လိုလုပ်တင်ကောင်းအောင်လဲပေါ့နော်ဒီကလေးတွေအတွက်ကိုပညာပေးစီစဉ်လုပ်ပြီးကလေးတွေအတွက်တော့အဓိကဗျာကလေးတွေကိုအားကစားဘက်ကိုလေဒီလုတ်ကြောင်းပေးလိုက်လို့ရှိရင်အဲ့ဘက်ကလေးတွေအားကစားစိတ်ဝင်စားပြီးတော့ဒီဘက်ကိုဝိရစီဝါဘက်ကိုတိတ်မသိတော့ဘူးဗျာစိတ်ဝင်စားတော့ပေါ့အဲစိတ်ဝင်စားတော့ဆိုရင်လည်းဗျာသူတို့ဒီအကြောင်းတိတ်မသိတော့မလုပ်ပြတော့ဒါကြောင့်မလို့ကလေးတွေကိုဒီမွေးစီဝါစတင်ပဲဖြစ်သွားအောင်အားကစားလေးကိုပို့ပြီးတော့ဒီအကြောင်းတွေမှာဆိုလဲဗျာကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရှင်ဒီအားကစားလောက်ရတယ်တပတ်တစ်ခါလောက်တော့ရှိရဗျာတို့ငါအားသာလောက်ရတယ်ဘောလုံးကလာကျတော့နေတာဘာညာဗျာခလေးယောက်ျားလေးမိန်းကလေးအဲ့လိုပဲသူ့ဟာနဲ့သူပေါ့ရှိတယ်ကာယဆိုလဲကာယချိန်ပေါ့ရှိတယ်လေအဲ့လိုပါတောင်းနေပါဆိုကာယချိန်ခုတော့ရှိတာမရှိတာမသိဘူးကျွန်တော်လည်းပဲကျွန်တော်တို့တော့ကာယချိန်ဆိုရှိတယ်ကလေးတွေကိုပကြီးဆိုလဲကလေးတွေပကြီးဆွတ်တတ်အောင်ကျွန်တော်ငယ်ငယ်တော့ပေါ့နော်အဲ့တော့ထက်တန်းကျောင်းတော့9တန်း6တန်းတော့အဲ့တော့ပကြီးဆရာရှိတယ်ကာယဆရာရှိတယ်ကျွန်တော်တို့ကကျွန်တော်အမှတ်နှစ်ကျောင်းအကျယ်ကြီးပဲအဆောက်ပြီးတက်ကတော်ပေါ့ဗျာလောခေတော့ကအကျယ်ကြီးပဲစိုက်ပျိုးရေးဆရာတော်ရှိတယ်။ဟာဆိုစိုက်ပျိုးရေးလောက်ရတယ်။ပကြီးဆွဲရတယ်။ဒီချိန်ကကာယဆိုလည်းကာယတင်းကလောက်ရတယ်။အဲ့ဘက်ကိုကလေးတွေကိုစိတ်ပြောင်းပြလိုက်လို့ရှိရင်ဒါမူးစေဝါဘက်ကိုကလေးလောဘလုံးစိတ်ဝင်စားမှုနည်းသွားမယ်ပေါ့ဗျာ။ဟုတ်ကဲ့ပါဆရာ။ဆရာအနေနဲ့ပေါ့လေဒီမူးစေဝါနဲ့ပတ်သက်ပြီးတော့ဗာများပြောချင်တယ်ပေါ့လေ။ဒီနေ့တနေ့ပေါ့ဗျာ။ရက်တရက်မှာပေါ့နော်ဒီလေမုန်တိုင်းတိုက်လိုက်တယ်။လေမုန်တိုင်းတိုက်တဲ့အချိန်မှာပင်လယ်ထဲမှာရှိတဲ့ငါးတွေကကုန်းပုံတော်တော်များရောက်လာတယ်ကန်ဆက်ပေါ်မှာတောင်မြင်ပေါ်မှာအများကြီးရောက်လာတယ်အဲ့တော့လူတယောက်ကနေလိုက်ပြီးတော့ငါးလေးတွေကိုအသက်ရှင်အောင်ပေါ့နော်ဒီရေထဲကိုလှုပ်ပြီးကောက်ပြီးတော့လှုပ်ပြီးလိုက်လူတယောက်ကမြင်နေညောခင်ဗျားကဒီလောက်အများကြီးကိုလိုလှုပ်ပြီးกินနိုင်ပါလဲပေါ့နော်မေးလဲမေးတော့ဒါပေမဲ့ကျွန်တော်တော့ဗျာဒီငါတကောင်လောက်တွတ်သွားရင်ဆိုလဲသူအသက်ရှင်သွားမယ်သူ့ဘဝအတွက်တာယာသွားမယ်။နှစ်ကောင်တက်နိုင်တယ်နှစ်ကောင်သုံးကောင်နောက်ပတ်စုံကသူ50ကောင်အကောင်100လောက်တော့ရှိအဲ့ကောင်100သူ့အသက်ချမ်းသာသွားမယ်လေ။ဟုတ်လား
ပြောခဲ့တဲ့ဥပမာလေးတိုင်းပေါ့ဗျာဥပမာတင်နေတဲ့ငါးလေးတွေကိုတစ်ကောင်ကြီးတော့လွတ်လိုက်လို့ရှိရင်လွတ်နိုင်လို့ရှိရင်တစ်ကောင်တက်ချမ်းသာမယ်10ကောင်လွတ်လို့ရှိရင်10ကောင်အသက်ချမ်းသာမယ်အကောင်100လွတ်လိုက်ရှင်အကောင်100သက်ချမ်းသာမယ်အဲ့လိုပဲခုချိန်မိုးရေစေဝါတုံးဆွဲပြီးတော့လမ်းမောက်ရောက်နေတဲ့လူငယ်လေးတွေဒီဗီဒီယိုကြည့်လိုက်လို့ရှိရင်သူတို့အတွက်ပြန်ရမယ်စဉ်းနိုင်မယ်ဆိုလို့ရှိရင်တယောက်ကစား10ယောက်10ကနေအယောက်100ဒီဖြည်းဖြည်းနဲ့ကြင့်ကြံပြီးတော့စဉ်းကျင်ပြီးတော့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်အတွက်လည်းအကျိုးရှိမယ်သူတို့လည်းအကျိုးရှိမယ်လမ်းမောက်ရောက်သွားတဲ့အတွက်ကြောင့်မို့လို့သူမိဘတွေရောဆရာသမားတွေအကုန်လုံးပေါ့ဗျာအကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ် ဆိုတော့ဆရာရဲ့ကျွန်တော်တို့ဒီလူငယ်မောင်မယ်တွေကိုပေါ့လေဆရာဘယ်လိုများအကြံပြုစကားပြောချင်သေးလဲခင်ဗျအဲ့ဒါလေးလည်းပြောပြပါဦးဟုတ် ကျွန်တော်အထက်မှာပြောသွားတာတွေရတော့ဗျာမိဘရဲ့ဆရာရဲ့အကြောင်းသားတယ်ပေါ့နော်ဒီမိုးရေစီပါမသုံးဆွဲရအောင်ဒါဘယ်လိုလဲဆိုမိဘတွေကလည်းသုံးပါရမယ်ဆရာတွေကလည်းတင်ကြားရမယ်သူ့ရဲ့သားသမီးတွေမိဘတွေအဝါတွေကလည်းကျောင်းသားတွေတပည့်တွေကလည်းပဲလိုက်နာရမယ်ပေါ့နော်အဲ့ဒါတွေပဲပါတာများသူတို့တွေနဲ့ပေါင်းတဲ့အပေါင်းအသင်းတွေလည်းလိုသေးတယ်တန်ငါနာနီးတကမိုးဆိုးနာနီးမိုးဆိုးဆိုမိုးရေစီပါသုံးဆွဲတဲ့ကလေးတွေနဲ့ကိုသားသမီးကနီးစပ်သွားရင်သူတို့နဲ့ရောပြီးတော့နည်းနည်းသုံးဆွဲမယ်ဒါလည်းပဲချက်တိုင်တာပဲလေဒါသူအပေါင်းအသင်းလည်းပဲလိုတာပဲကောင်းတဲ့အပေါင်းအသင်းရှိတယ်မကောင်းတဲ့အပေါင်းအသင်းလည်းရှိတယ်အဲ့တော့သားသမီးတွေအကြောင်းမိဘတွေကလည်းပဲကိုသားသမီးကိုကောင်းစီလို့ဆုံးမပေမဲ့မကောင်းတဲ့တငယ်ချင်းတွေအပေါင်းအသင်းတွေနဲ့တွေ့သွားလို့ရှိရင်ကိုသားသမီးကိုညှဉ်းတာမှာပဲအဲ့တော့ကောင်းတဲ့သားသမီးကိုကောင်းတဲ့အပေါင်းအသင်းတွေကိုပေါင်းနိုင်အောင်ကောင်းတဲ့တငယ်ချင်းတွေကိုပေါင်းတယ်မိမတွေကလည်းပဲအပေါင်းအသင်းကိုကြည့်ပြီးပေါင်းဖို့ကိုသားသမီးကိုဆုံးပါမယ်ဆရာတွေကလည်းပဲကိုယ့်ရဲ့တပည့်ကျောင်းသားတွေကိုမပြည့်စည်အောင်ကောင်းတဲ့အပေါင်းအသင်းတွေနဲ့ပေါင်းနိုင်အောင်ပညာပေးရမယ်ပြောပြရမယ်အဲ့ဒါမှလည်းမွေးစုပါမသုံးဆွဲအောင်မသုံးမိအောင်သူလည်းတည်သွားမယ်ပေါ့နော်တည်သွားမယ်ဆိုတော့ဗျာမသုံးပြတော့ဘူးပေါ့မသုံးပြတော့သူတို့ရဲ့လူငယ်လေးတွေရဲ့လမ်းမှားကိုမရောက်တော့ဘူးလမ်းမှားရောက်သွားမယ်ပေါ့အဲ့လိုကျွန်တော်ယုံကြည်ပါတယ်နောက်တစ်ခုကပေါ့ဆရာရဲ့ဒီကျွန်တော်နောက်ဆုံးမေးချင်တာပေါ့ဆရာရဲ့ရာသီဥတုကလည်းဆရာမြင်တဲ့အတိုင်းပဲပေါ့လေအဲ့တော့ကိုယ်ပဲမပါဘူးကိုယ်ပဲမပါတဲ့ခါကျတော့နောက်ဆုံးတစ်ခုအနေနဲ့ဆရာရဲ့ဒီမွေးစေဝါတိုက်ပြည့်စာပေကိုဆရာလည်းအခုရေးသားတဲ့ခါကျတော့စုလည်းရတယ်ပေါ့လေဒါပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဟုတ်လားချိုးလားဝန်ချိုးတို့လည်းဒါဆရာတို့ဒါစုလည်းပေးတယ်ပေါ့လေဒါစုလည်းရလာတဲ့ခါကျတော့ဒီမွေးစေဝါတိုက်ပြည့်နဲ့ပတ်သက်တဲ့အနေနဲ့ပေါ့ဆရာရဲ့ဒီကျောင်းတွေမှာပေါ့ဒီမွေးကင်းစင်မှုအတွက်စာပေရနေပြီးတော့ပေးရနိုင်မယ်အကြီးမားဆုံးခွန်အားဒါမှမဟုတ်လို့ရှိရင်ဆရာရဲ့ဟာပေါ့အပြောင်းလဲတစ်ခုခုပေါ့လေအဲ့ဒါဘာများဖြစ်နိုင်မလဲဆရာအမြင်လေးအဲ့ဒါလေးပြောပြပေးပါဦးဆရာအပြောင်းလဲတစ်ခုဖြစ်နိုင်လဲဆိုရင်ခုနကျွန်တော်ပြောသလိုပဲဗျာအပြင်မှာပါခုနပြောပြီးသွားတဲ့ဟာလေးမှာလည်းပါသွားတယ်ကလေးတွေကိုအဓိကတော့ကျွန်တော်ကအားကားစားဘက်ကိုပဲလုပ်စီခြင်းနေဗျာဟုတ်လားအားကားဘက်လိုက်ဆောက်တော့လို့ရှိရင်ကလေးကဒီကျမ်းပါမယ်ဗျာဒီဘာခေါ်လဲဆိုကျမ်းမာသွားလို့ရှိရင်ကလေးတွေရဲ့ဘဝတန်လန်းလည်းဉာဏ်ပညာရေးလည်းတိုးတက်လာမယ်ဉာဏ်ပညာတိုးတက်လာလို့ရှိရင်မဉဏ်ကောင်းမှုတော့စာတော်လာမယ်ဗလာငါတန်းဖွံ့ဖြိုးတိုးတက်လာဗလာငါဖွံ့ဖြိုးလာမယ်ဟုတ်ကဲ့ပါအဲကြောင့်မလို့ဒီကျမ်းမာရေးဘက်ကိုလိုက်စားအောင်ကလေးတွေကိုပညာပေးလို့ဆောင်တဲ့အနေနဲ့သူမြင်ဆုံးမရမယ်ကျမ်းမာရေးဦးစားပေးတော့စီစဉ်နေဆွတ်ချပေးရမယ်ပေါ့ဗျာနောက်တော့ကလေးတွေကိုလည်းအဲဒီဘက်ကိုမပါဘူးစာပေနဲ့ပတ်သက်အောင်လည်းပဲစာပေတိုင်းပွဲတွေလုပ်ပြီးလို့ရှိရင်ဒီဝိသေဝါနဲ့ပတ်သက်ပပျောက်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာဆိုတော့အခုကြည့်ရှုနေတဲ့ပရိသတ်ကိုလည်းဆရာအနေနဲ့မေတ္တာစကားလေးပြောပြပါအောင်ကျွန်တော်ပြောသလိုပဲမိဘရဲ့ဆရာရဲ့အကြောင်းသားပေါ့နော်မိဘလည်းကိုယ်သားသမီးကိုဆုံးမရမယ်ဆရာတွေကလည်းကိုယ့်ရဲ့အကြောင်းသားတွေကိုဝိသေဝါမလုပ်အောင်သူနဲ့ဆုံးမရမယ်အကြောင်းသားတွေကလည်းပဲဒီလိုက်နာမှာပေါ့နော်ဒါမှလည်းကျွန်တော်ဝိသေဝါသုံးဆွဲမှုပပျောက်သွားပါလေဇွန်နဲ့သွားမှာပေါ့ဗျာတဖြည်းတော့ဇွန်နဲ့သွားမလို့လည်းယုံကြည်ရတယ်လေအဲကြောင့်မို့ဌာနဆိုင်ရာအသီးသီးရလည်းဒီမူရစီဝါတွေကိုရောပေါက်သွားအောင်ပြည်သူနဲ့အတူဝိုင်းဝန်းတိုက်ဖြတ်ပေးပါလို့ပြောကြရင်ဒီကုန်းချိုးရပါလိမ့်ကျွန်တော်မျိုးဝင်းပြည်ဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာကျွန်တော်လည်းကျေးဇူးတင်ပါတယ်အခုလိုပြောကြပေးရတဲ့ဟုတ်ကဲ့ပါဆရာဟုတ်